ရောက်ပြီဆိုဖျားဦး3ချိန်တိုက်ရောက်ပြီဆိုဖျားဦး3ချိန်တိုက်အဲရောက်ပြီဆိုဖျားဦး3ချိန်တိုက်ရောက်ပြီလားဟုတ်ပြီဖျားဦး3ချိန်တိုက်ရောက်နေတာဒီငါညစွာဖျား9စုနဲ့ရွှေကြောင့်အိဆာတမဲတိစိတ်တိုင်းတော်ချုပ်ကြီးတို့ရောက်ရှိနေတဲ့နေရာဖျားကျောင်းဆောင်ရှိမှာဖျားဦးတိုက်မယ်ဖျားဦး3ချိန်တိုက်ဖျားဦး3ချိန်တိုက်ဖျားဦး3ချိန်တိုက်တိုက်ဘူးလားဖျားဦး3ချိန်တိုက်ငါ့ကိုလာချင်းမီးလောင်ပြကြသွားမယ်နော်ဖျားဦးတိုက်မယ်ဖျားဦးတိုက်မယ်ငါ့ကိုချင်းမီးလို့ပူနေပြီနော်မီးလို့ပူဂျိုးပိုင်ကြီးလက်ပြန်ကြိုးရအောင်ဆက်တော့တာလက်ပြန်ကြိုးရအောင်ဆက်တော့လက်ပြန်ကြိုးရအောင်ဆက်တော့ဂျိုးပိုင်လက်ပြန်ကြိုးရအောင်တော့လက်ပြန်ကြိုးတော့ငါ့ကိုရအောင်တော့နောက်မှကြောမှာကန့်နေအောင်မြင်နေတယ်တော့တာခက်ကြနေတော့ဖားကြီးရမယ်ထုတ်တာလက်ပြန်ကြိုးတော့လောနဲ့ပါခါတာလောမပြေစေနဲ့တော့တာရုံးလေးကြိုက်လေးဆိုလဲကျိုးနဲ့တော့တာဘာကောင်းလဲအခုရောက်လာတာဘာကောင်းလဲနှုတ်ကဖွင့်ချုပ်တာငါအမေမြပဲဖွက်လို့မရဘူးဘာကောင်းလဲပြောဘာကောင်းလဲငါရဲ့ကာယကံကြီးစနေသမီးကိုဘာကြောင့်လောက်တာလဲပြောဘာကြောင့်လောက်တာလဲနှုတ်ကဖွင့်လက်ပြန်ကြိုရအောင်ပြန်တုတ်ထားကျိုးပိုင်မီး30လောက်မီးလို့ပူနေခန်းနိုင်ခိုင်လက်ပြန်ကြိုတော့ခန်းနိုင်ခိုင်လဲစီနဲ့လက်ပြန်ကြိုရအောင်တုတ်တာကျိုးပိုင်ပြန်တုတ်နောက်ကျိုးမှာကန့်အောင်တုတ်တာခိုင်အတွက်ဆိုသမန်းဆက်တဲ့ချီရပါသောစေတနာဆရာဝိရှာသူမောမတွေ့တော့အယမဆွရခွေးကြော်ပြန်လွမ်းရလူတပည့်တွေမှာတတိတဝေအခါကရလို့ဆရာရုံလုံးသက်ဆုံးခတော်နေမှာရည်တော်ဘုဘဝတွေကမြင်လဲပါဗျာအလားကွာဝေးလွန်ကပါလေးကိုလွှမ်းတင်နေပဲဖြည့်သိပါမယ်ဗျာရောဗျာဆရာကြီးညာကျောင်းလက်ရရောက်တာချစ်စရာလွမ်း